ဒီနေ့မှာတော့ဒီမကြခင်မှာပေါ့နော်အမျိုးသားကပြဆဲကိုမှာကပြဖြောပြတော့မှာဖြစ်တဲ့ဒီဆိုင်းမိုးရဲ့စတဲ့စင်မီဇက်တော်ကြီးရဲ့ပေါ့နော်ရီယာဆဲဗီဒီယိုဖိုင်တွေထပ်ပြီးတော့ဒီအစ်စ်ထွက်လာပါတယ်ဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့ဒီဘုံမရဲ့တရုတ်ဆောင်ပုံတွေပေါ့နော်ဒီဆိုင်းမိုးရဲ့ရွေးချမ်းမြရဲ့ဒီသူတို့၃ယောက်ပေါ့နော်အတွဲညီညီဘလို့တွဲဖက်တရုတ်ဆောင်ထားလေဆိုတာကအရှမ်းကိုမှတော့အံ့ဩရတယ်ပေါ့ဆိုတော့အဲ့ဒီဗီဒီယိုလေးကဒီမကြည့်ရသေးတဲ့လူတွေလည်းကြည့်အောင်လို့ပေါ့နော်ဒီနေ့ရီယာဆဲဗီဒီယိုတွေအကုန်လုံးကိုပေါ့နော်ကျွန်တော်တို့ဒီစတဲ့မင်းစင်မင်းဇက်ကိုဆက်ကြီးပေါ့နော်မကခင်အခုအစမ်းတိုက်ထားတဲ့လေ့ကျင့်ထားတဲ့ဗီဒီယိုတွေအကုန်လုံးကိုကျွန်တော်စုပေါင်းပြီးတော့ဒီနေ့မှာတော့ကြည့်သွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နဲ့အတူစပြီးတော့ကြည့်လိုက်ရအောင်ပါလာလိုက်လားစီဒီချာရဘုမာလေးအဲ့လိုပါလားဟုတ်တယ်အဲ့လိုပါOh my godရှေးနော်ဘုံမထင်အောင်နော်ဘုံမရဲ့အစုံငွေရဲ့တကယ်ဗျာဇက်တော်ကြီးရဲ့ဇမင်းသမီးတွေအတိုင်းပဲနော်တော်တော်မိုက်ပဲဆိုတော့ဒါတောနုဒ္ဒရာရဲ့ဒီစတဲ့စင်မင်းရဲ့တောနုဒ္ဒရာကပေါ့နော်ဒီစုလတုပ္ပရာကိုပေါ့နော်ဒီတောနုဒ္ဒရာရဲ့အဆွေကိုဆက်တာနေတဲ့အခန်းပေါ့ဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်နော်ဘုံမရဲ့တရုပ်ဆောင်ချက်တွေကရှယ်ပဲဗျာလောလောဆယ်မှာတော့ဘုံမအတိအတာကောင်းနေတယ်ဗျာနော်ရှူဘီတောနုဒ္ဒရာတော့ဘယ်လိုလဲတော့မသိဒီစုကရေးတီကတကယ်ရွှေတစိတ်စုရပညာရှင်လို့ပြောတယ်ဗျဟုတ်ဘုမတကယ်မိုက်တာပါလီကိုတော့စကားတော်ဒီညာစိတ်ဦး၍တောင်းလူမြောက်လေနာပေးဝေလာမထီရလားပညာရှင်နေဒီခဲ့လို့မလဲနာကြောင့်ချော်ရရှိုက်လိုက်တာဆိုတော့ဒီစင်ရဲ့ခန္ဓာကိုယ်ပါတုံသွားတာနော်မိုက်တယ်ဗျာနော်ရှယ်ပဲဗျာ那说是了哦，面中看他这个不耶？ဘောကောင်ကပါလာပြန်ပြီဘောဘင်လို့တဲ့ကောင်ကဟိုဒီရင်ဝယ်ထတားရလာပြဆက်ထဲမှာလဲဆိုင်းရီမိုးလက်သီးနဲ့ထိုးတဲ့ကောင်နော်အဲ့ကောင်ကဆိုင်းမိုးနှိပ်ဆက်မဲ့ကောင်ဒီမှာလဲသူကဘင်ဒီကောင်တော့တိတ်တော့ရှိလို့မရဘူးတဲ့ကလကာကြီးဖွင့်လိုက်တယ်တော့လှရယ်နော်ကလကာကြီးအကြီးပဲဗျာဘယ်ရနှစ်ယောက်နဲ့ပေါ့ဗျာပြောမယ်အာရနဲ့
ဆိုင်နောက်ကရမရေတကုံစီးနေရတယ်ဒီပင်ကအရှိမတက်တက်ထွင်းထားတာဗျမိုက်တယ်နော်လက်နဲ့ကျွန်တော်တို့ဒီတို့ခေါ်လဲမသိအဲ့လားနဲ့ပေါင်းပြီးလုပ်တာလာလိုက်တယ်ဘုမာလေးကပို့ပြီးတော့တွတ်တယ်လို့ပြောပဲနော်ဘုမာပို့ပြီးတော့တွတ်တယ်လို့မျိုးပဲဗျာကြည့်ရတာဆိုငယ်လဲငယ်တယ်ဆိုတော့အတန်လဲကောင်းတယ်အစုံငိုမှလည်းတကယ်အားရရအတန်လဲရှေ့ဗျာဘုမာကနော်ကျုပ်စိန်ဟေးစားရစင်မမြားမှန်တဲ့အခန်းအထင်နေနော်မတွေ့တဲ့အောင်ရှိနေပြီမိမရဲ့အမလေးမမေတနောတွေ့ကလေးလေအသေးဆုံးရေလုံးစောတမိခင်မပါလို့ဆိုင်ဝရဲ့အတန်ပါဝါကြီးနော်ရှေ့ပဲဗျာဒီဝိုက်ကြီးနော်အတန်ရဲ့ဟိန်းနေရာတွေအတန်ရဲ့ကောင်းခြင်းတွေပြည့်စုံနေရဗျာနော်ကျွန်တော်မင်းသားလေးဝမ်းမဲ့ခမ်းပဲနောက်ကဆိုင်ရလဲပို့ပေးတာနော်မြားမှန်သွားတယ်မြားမှန်တဲ့ခမ်းကိုဆိုတော့ကအားလုံးတွေ့တဲ့အတိုင်းပဲတကယ်မထင်ရတဲ့ဓာတ်ဟောက်ကတော့ဒါဘိုမပေါ့နော်ဒီ Miss Universe တွေနဲ့ပြောရမယ်ဆိုတော့ဘိုမရဲ့တရုပ်ဆောင်တဲ့စကေးတွေနော်အစုံကိုပြောရအတန်တွေကဗျာတကယ်မင်းသမီးလားအောက်မလိုက်ပဲနော်ရေစီချမ်းများနဲ့စိုင်းမှုဆိုတာလေဟိုစိုင်းမှုဘောအစတွေကပေါ့နော်ဒီအတွဲဖက်ညီခဲ့တဲ့ဒီပြောမယ်ဆိုရင်ဗျာအနုပညာမောင်နှမတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဗျာဘာမှပြောစရာမလိုဆိုတော့ကတော်တော်ကောင်းနေဗျာကျွန်တော်စိုင်းမှုရဲ့အစုံကိုပြောရရလဲ share ပဲဆိုတော့ကဒီစားတဲ့စင်မင်းစက်ကြီးကဗျာစက်တော်ကြီးကပေါ့နော်ဒီမန်လေးသိန်းစော်ပြီးသွားရင်စိုင်းမိုးဆိုပြီးပြောစမဲ့တွင်လောက်အောင်ကိုဒီတခိတ်ထူနိုင်မဲ့ပြဆက်ကြီးဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်ဆိုတော့ဒီစက်တော်ကြီးနော်ဒီမကြခင်ပဲကျွန်တော်တို့ဒီပြတာတော့မှာ PPTV ကလည်းဒီအားပေးလို့ရရပေါ့နော်ဆိုတော့ကစိုင်းမိုးဖန်နေပေါ့နော်စားအရန်ကိုရှင်ကုန်စိတ်လို့ရှားဆိုတာချီးရှုရမယ်အချိန်ကိုမကြခင်ရောက်တော့မှာပါဆိုတော့ကဒီဆိုင်းမိုးရဲ့ပေါ့နော်အခုဒီအရှိသွေးကိုလည်းအများကြီးမြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တူတူအားပေးလိုက်ကြအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ reaction လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်